မိန်းကလေးတယောက်သည်ကျောင်းမှထုတ်ပြန်သည့်အစီရင်ခံစာထဲတွင်သူမ၏တပ်ပုံနေရာ၌အတုပသတင်းတွင်သုံးသည့်အဖြူအမဲပုံဖြင့်အစားထိုးခံထားရသည်ကိုတွေ့လိုက်ရသဖြင့်အလွန်တုန်လှုပ်သွားခဲ့သည်စာသင်ခန်းထဲမှထွက်လာသည့်အခါတွင်လည်းအမိုက်ပုံပေါ်၌သူမ၏အမည်ကိုရေးသားထားသည်ကိုမြင်ခဲ့ရပြန်သည်သူမအိမ်ပြန်ရန်ကားစီသို့သွားတွင်မျက်စိရှိမောက်၌ပင်ကားပြီးများအဖြုတ်ခံထားရသည်ကိုတွေ့လိုက်ရသည်ဤအရာအလုံးသည်သူမကိုယ်တိုင်ထောက်ပံ့ပေးကမ်းခဲ့သည့်ကျေးဇူးမသိတတ်သောလူများ၏လက်ချက်ဖြစ်သည်မှာထင်ရှားလာသည်အမှန်တော့ထိုမိန်းကလေးသည်ချမ်းသာသောမိသားစုမှဆင်းသက်လာသူဖြစ်သည်လွန်ခဲ့သော3နှစ်ကသူမအကြောင်းစားတက်ချိန်တွင်ဆင်းရဲသောကျောင်းသားတစုကသူမထံလာရောက်ကူညီတောင်းခဲ့ကြသည်ကျောင်းကန်တင်ရှိအစားအသောက်များမှာဈေးကြီးလွန်းသဖြင့်မစားနိုင်ကြောင်းတိုင်တန်းပြီးအစားအသောက်ပြဿနာကိုဖြေရှင်းပေးရန်သူမကိုအတင်းကျပ်တောင်းဆိုခဲ့ကြသည်မိန်းကလေးသည်စိတ်မရှိတော့လဲစေတနာဖြင့်ကုန်ကျစရိတ်အလုံးကိုသူမကိုယ်တိုင်စိုက်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့သည်လူတိုင်းအာဟာရပြည့်ဝသောအစားအသောက်များကိုအသက်တာဆုံးဈေးနှုန်းဖြင့်စားနိုင်အောင်သူမကတိအတိုင်းလှုပ်ဆောင်ပေးခဲ့သည်သူမသည်ကန်တင်းတွင်ဈေးနှုန်းချိုသာသောစားတောက်ဆိုင်တစ်ခုကိုဖွင့်လှစ်ပေးခဲ့ပြီးဟင်းသုံးမျိုးကိုငွေ9ရုံးနဲ့ဖြင့်စားနိုင်အောင်စီစဉ်ပေးခဲ့သည်သို့သောအချိန်ကြာလာသည့်နှင့်အမျှထိုကျောင်းသားများသည်ကျေးဇူးတင်ရမည်အစားပို၍လောဘတက်လာကြသည်အထူးသဖြင့်ကျောင်းသူတစ်တယောက်၏ဥဆောင်မှုဖြင့်သူတို့သည်မိန်းကလေးကျွေးသည့်အစားအသောက်များကိုအပြစ်ပြောလာကြသည်ဈေးကြီးသောဆိုင်များကဲ့သို့အရေးသွေးမြင့်အစားအသောက်များဥပမာငါးရွှေဟင်းကိုမ9ရုံးဖြင့်စားခြင်းသည်ဟုတောင်းဆိုလာကြသည်မိန်းကလေးကထိုတောင်းဆိုမှုကိုညှင်းဆိုသည့်အခါကျောင်းသူတစ်ကသူမကိုဆင်းရဲသားများကိုနှိမ်သူစေတနာမရှိသူဟုဆွဆွဲကလူမှုကွန်ရက်ပေါ်တွင်တိုက်ခိုက်လေတော့သည်ထိုထဲတွင်မိန်းကလေး၏3နှစ်တာတငယ်ချင်းဖြစ်သူလည်းပါဝင်နေသည်ထိုတငယ်ချင်းသည်မိန်းကလေး၏ကျောင်းလာခနှင့်နေထိုင်စရိတ်ထောက်ပံ့မှုကိုရနေုံသာမကသူ၏မိခင်စေယုံတက်ရစဉ်ကလည်းမိန်းကလေးကပင်စေဖိုးဝါခများကူညီပေးခဲ့ခြင်းဖြစ်သည်သို့သောထိုတငယ်ချင်းကကျောင်းသူတစ်ပတ်မှရက်တီကမိန်းကလေးကိုတုံ့ပြန်ခဲ့သည်သူကဒါတွေကနေကူညီခြင်းလို့ကူညီတာလေးငါတို့ကအတင်းလုပ်ခိုင်းတာမှမဟုတ်တာနင်ကဒီလောက်ချမ်းသာနေတာပတ်စံနည်းနည်းပေးတာဘာဖြစ်လို့လဲဟုပြောသည့်အပြင်မိန်းကလေးသည်သူတို့၏စင်ရဲမှုကိုအတုံးချ၍နာမည်ကောင်းယူနေခြင်းဖြစ်သည်ဟုပင်ဆွဆွဲခဲ့သေးသည်ထိုအခါမှမိန်းကလေးသည်ခွေးကိုစေတနာထားပြီးကျွေးမိတာဟာကဘာပေါ်မှာအမိုက်မဲဆုံးအလုပ်ပဲဆိုသည်ကိုနားလည်သွားတော့သည်ပြတ်သားသောတုံ့ပြန်မှုအဆောင်သို့ပြန်ရောက်သောအခါအဆောင်ရှိတွင်သူမကိုဆဲဆိုထားသောဆိုင်းပုံများနှင့်ကောလာဟာလာများကိုတွေ့ရပြန်သည်အဆောင်ပေါ်များကလည်းကျောင်းသူတစ်နှစ်ပေါင်းကသူမကိုတိုက်ခိုက်နေကြသည်ထိုနှစ်များတွင်သူမပေးခဲ့သောလက်ဆောင်များမှာတင်းချီတန်သောလဲသူတို့တွင်အနှဲငယ်များပင်ကျေးဇူးတရားမရှိကြချေကျောင်းသူတစ်ကမိန်းကလေးပေးထားသောအဝတ်စားနှင့်အလှကုန်များကိုအမိုက်များတစ်ဖွဲပစ်ထုတ်လိုက်ပြီးရင်းတို့မှာလမ်းဘေးမှဝယ်လာသောအညံ့စားပစ္စည်းများသာဖြစ်သည်ဟုဆွဆွဲကမိန်းကလေးကိုလိုက်လံနှောက်ယှက်ပြီးလိုက်လွင်ကအရှက်ခွဲခဲ့သည်မိန်းကလေးသည်တိမခံနိုင်တော့သဖြင့်3ရက်ကြာတွင်ကျောင်းကန်တင်း၌သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအရာအလုံးကိုဖြေရှင်းမည်ဟုကြေညာလိုက်သည်သတင်းစာရှင်းလင်းပွဲနေ့တွင်ကျောင်းသူတစ်နှင့်ထိုတငယ်ချင်းဖြစ်သူတို့ကမိန်းကလေးကိုအပြတ်တက်နှိမ်နင်းရန်ကြိုးစားခဲ့ကြသည်သူတို့သည်အညံ့စားအစားတောက်ထုံများကိုလူအများရှိတွင်ချပြပြီးမိန်းကလေးသည်အမျက်ကြီးစားကလူတွေကိုလိမ်ညာနေသည်ဟုလုပ်ကြံပြောဆိုကြသည်ကျောင်းသားများကလည်းမိန်းကလေးကိုကျောင်းမှထုတ်ပယ်ရန်ဝိုင်းဝန်းအော်ဟစ်ကြသည်မိန်းကလေးသည်တည်ငြိမ်စွာဖြင့် trap ပြီးထိုကျောင်းသား2ဦးကိုသူတို့၏အပြောကောင်းလာသောစကားများအတွက်ကျေးဇူးတင်ကြောင်းပြောလိုက်သည်သူမ၏အကြီးမားဆုံးအမှားမှာဆင်းရဲသားကျောင်းသားများကိုအထူးဂရုစိုက်တင်သည်ဟုတွေးမိခဲ့ခြင်းဖြစ်ကြောင်းဝန်ခံလိုက်သည်